လူတယောက်ဟာတရေကွင်းတွေကိုတစ်သားပြတစ်ခုမှချိတ်ပြီးခောက်လို့ရတဲ့ပေတံတစ်ခုပြုတ်လုခဲ့တယ်ပြီးတော့အဲ့ဒီပေတံပေါ်မှာသတင်းစာတစ်စောင်တင်ပြီးဘေးကန်းကအကျဉ်းသားစီကိုအခန်းတကားကြားကနေတဆင့်လှမ်းပေးလိုက်တယ်အဲ့ဒီသတင်းစာထဲမှာတော့ထောင်ပြင်ဘက်ကိုထွက်ပြေးရမယ့်လမ်းကြောင်းမြေပုံပါရှိတာပေါ့မြေပုံကိုဖတ်ပြီးတဲ့နောက်ချော့ပြကနိုင်ရန်ကိုခောက်ပြီးအချက်ပေးလိုက်တော့သူနဲ့မောက်တို့ဟာဒီနေ့ပဲထောင်ဖောက်တော့မယ်လို့ဆုံးဖြတ်လိုက်ကြတယ်အဆောင်တွေတာဝန်ပြီးလို့ထွက်သွားတဲ့အချိန်မှာမက်ကသတင်းပေါက်ကကနေတစ်သားချောင်းလေးတစ်ချောင်းထိုးထုတ်ပြီးအခန်းတကားတော့ကိုကျွမ်းကျင်စွာဖွင့်လိုက်တယ်ပြီးတော့ကျန်တဲ့အဖော်နှစ်ယောက်ကိုပါလွှတ်ပေးလိုက်တာပေါ့သူတို့ဟာအကျဉ်းသားဝတ်စုံတွေကိုချွတ်ချွတ်တင်ပြင်ဆင်ထားတဲ့တာမန်ရက်ဝတ်အင်ဂျီတွေကိုအမြန်လဲဝတ်လိုက်ကြတယ်အဲ့ဒီအချိန်အောက်ထပ်မှာတော့အဆောင်တစ်ယောက်ဟာပိတ်နေတဲ့အိမ်သားကိုရှင်းလင်းပြီးပစ္စည်းတူလောင်တဲ့ဘီရိုစီကိုလေစုပ်တန်သွားယူနေတယ်သူဟာမက်တို့ကြိုတင်ပြင်ဆင်ထားတဲ့စက်ကူညက်ကလေးကိုမတော်တဆတိုက်မိပြီးလွှင့်စင်သွားစေခဲ့ပေမဲ့သူကတော့ဘာမှသိမစင်စားမိခဲ့ဘူးလူ၃ယောက်ဟာအဝိစားလဲပြီးတာနဲ့အစီအစဉ်တိုင်းအောက်ထပ်ကပစ္စည်းတူလောင်တဲ့ဘီရိုထဲမှာသွားပုန်းနေကြတယ်ဒါပေမဲ့ဘီရိုထဲရောက်တော့မှစက်ကူညက်ကလေးပျောက်နေတာကိုသတိပြုမိသွားကြတယ်တခြားရွေးချယ်စရာမရှိတော့တာနဲ့မက်ဟာသူ့လက်ချောင်းလေးတွေကိုပဲအားကိုးပြီးတုပ်ဖွင့်ဖို့ကြိုးစားရတော့တာပေါ့မူလအစီအစဉ်ကတော့အဆောင်အပေါ်ထပ်ကိုစစ်ဆေးဖို့တက်သွားချိန်မှာသူတို့ကတကားဖွင့်ပြီးထွက်ပြေးဖို့ပဲဒါပေမဲ့မမျှော်လင့်ပဲအဆောင်ကလေစုပ်တံကိုကင်ပြီးသူတို့ပုံနေတဲ့ဘီရိုစီကိုရှောက်လာခဲ့တယ်အသက်နဲ့ကိုအိုးစကွဲမဲ့အခြေအနေရောက်နေတော့မှပဲအပေါ်ထက်ကအကျဉ်းသားတစ်ယောက်ကမီးကလုတ်ကိုဖွင့်ပြီးမီးတီကိုရိုက်ခွဲလိုက်တာကြောင့်ဝါရရှုပ်ဖြစ်သွားခဲ့တယ်တစ်ထပ်လုံးစူညံပွက်လောရိုက်သွားတာဟာသူတို့ကိုတွဲဝိုက်ပြီးကဲတင်လိုက်တယ်လို့ဖြစ်သွားတာပေါ့အဆောင်ဟာစိတ်ပြက်လက်ပြက်နဲ့လေစုပ်တံကိုပစ်ချပြီးအပေါ်ထက်ကိုတက်သွားတယ်အဲ့ဒီအချိန်မှာပဲသူတို့၃ယောက်ဟာအပြင်ကိုအမြန်ပြေးထွက်ပြီးတန်တကားတွေကိုတစ်ခုပြီးတစ်ခုအမြန်ဖွင့်ကြတော့တယ်အချိန်ကအရန်ရေးကြီးနေပြီလေမကြခင်မှာပဲနောက်ဆုံးတကားစီကိုရောက်သွားပြီးတကားကြားကနေလွတ်လပ်တဲ့ကဘာကြီးကိုလှမ်းမြင်နေရပြီသူတို့၃ယောက်ဟာအောင်ပွဲမခံခင်တယောက်ကိုတယောက်ဖက်လဲတခင်အားပေးလိုက်ကြသေးတယ်ဒါပေမဲ့ဘလို့ပဲစူးစမ်းခောက်တကားကြီးကပွင့်မလာဘူးအချိန်တွေကတရွေ့ရွေ့ကုန်ဆုံးနေပြီးနောက်ဆုံးတော့တစ်ချောင်းပဲကျွန်တော်ပြင်မဲ့အဆင်မပြေဘူးမက်ကတော့အမိခံရမှာဆိုလို့လာလန်းအတိုင်းပြန်လှည့်ဖို့ပြောပေမဲ့နောက်ထပ်အဖော်တယောက်ကလက်မလျှော့ဘူးဒီအထိရောက်လာမှတော့ဆိုပြီးတကားပေါင်ကိုခောက်ကြည့်လိုက်တော့အထက်ကအခေါင်းပေါက်ဖြစ်နေတာကိုသိလိုက်ရတယ်သူဟာစောက်တစ်ခုကိုယူပြီးတကားပေါင်ကိုစတင်ထုခွဲတော့တာပဲအတန်ကျဲကြီးထွက်လာတာကြောင့်မက်တယောက်ထိတ်လန့်သွားတယ်ဒါဟာယူသွမှုတစ်ခုဆိုပေမဲ့မကြခင်မှာပဲတကားပေါင်မှာအပေါက်တစ်ခုဖြစ်သွားပြီးတစ်သားတကားကရောရဲသွားကအတွင်းကချက်ထိုးတံကိုမြင်လိုက်ရတယ်နောက်ဆုံးတော့သူတို့အောင်မြင်သွားပြီးတကားပွင့်သွားပြီးနောက်ဆုံးအတားစီးကတော့ထောင်တိုင်းပေါ်ကအဆောင်ပဲသူတို့ဟာမှန်လေးတစ်ချက်ကိုအသုံးပြုပြီးအဆောင်ကင်းလဲတဲ့အချိန်ကိုစောင့်ကြည့်ကထောင်တကားဝစီကိုအသားလေးရှို့ထွက်ခဲ့ကြတယ်အစပိုင်းမှာသူတို့စိုးရိမ်ခဲ့ကြပေမဲ့တာဝန်ပြီးလို့ပြန်လာတဲ့အဆောင်ချို့ကသူတို့ကိုကြုံပြတ်သွားတဲ့အခါမှာတော့လမ်းပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နေတဲ့သူတွေကိုထောင်ပြေးတွေလို့ဘယ်သူမှမတင်ကဖြစ်မှာမဟုတ်ဘူးဆိုတာကိုသူတို့သဘောပေါက်သွားကြတယ်လူသူရှင်းတဲ့နေရာရောက်တာနဲ့သူတို့ဟာအစွမ်းကုန်ပြေးနေကြတော့တယ်မကြခင်မှာပဲတက်စီတစ်စီးကိုတားပြီးနေဆက်ကိုတန်းပေါင်းခိုင်းလိုက်တယ်နောက်တနေ့မနက်ပုံမှန်စစ်ဆေးမှုလုပ်တဲ့အခါမှာတော့အခန်းထဲကနေဘယ်သူမှထွက်မလာတာကိုအဆောင်တွေသတိထားမိသွားတယ်အခန်းထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ကရင်ပေါ်မှာလူရုပ်တုအတူတွေကိုပဲတွေ့လိုက်ရတော့တယ်အများအားခက်ထန်တတ်တဲ့ထောင်မူကြီးတောင်မှတုံးလုံးချောက်ချစွာနဲ့နေရန်ကိုမိထားမိပါတော့တယ်လူ၃ယောက်ဟာလေထဲကိုအရေးပြောသွားတယ်လို့မျိုးကိုပြက်ကွယ်သွားခဲ့ကြတယ်